အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ ChatGPT Google Gemini နဲ့ကိုသုံးပြီးတော့ YouTube template တစ်ခုကိုစမ်းထုတ်ကြည့်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းတူတူဘယ်လိုထုတ်ရမလဲဆိုတာကိုလည်းကြည့်လိုက်အောင်ကျွန်တော်အရင်ဆုံးဒီမှာဒီပုံကိုချိန်တယ်ပေါ့နော်ဒီပုံကို Pinterest ကနေ copy ကူးလိုက်မယ်ပေါ့နော် copy ကူးပြီးတော့ကျွန်တော်တို့က ChatGPT နဲ့တွားပြီးတော့ကျွန်တော်တို့ကအဲ့ပုံကိုအရင်ဆုံးထည့်လိုက်မယ်ပုံထည့်ပြီးတော့ကျွန်တော်ဒီမှာခုနစမ်းထုတ်ကြည့်ထားတယ်ကျွန်တော်မြန်မာလိုရိုက်ထားတဲ့စာသားလေးရှိတယ်ပေါ့နော်ကျွန်တော်အဲ့စာသားကိုလည်းနည်းနည်းမှပြင်ပြလိုက်မယ်ကျွန်တော်သိပြီးချိန်နေတယ်ပေါ့နော်စမ်းထုတ်ကြည့်ထားတာပါOkay ကျွန်တော်တို့ prompt ကိုပြင်ပြီးတော့ prompt ပြင်ပြီးတော့ကျွန်တော်တို့သဘောကျပြီဆိုရင်ကျွန်တော်တို့ prompt ထုတ်ခိုင်းလိုက်မယ်ပေါ့နော် sorry Okay ကျွန်တော်တို့ prompt ထုတ်ခိုင်းလိုက်ပြီကျွန်တော် prompt ရေးနေပေါ့နော် ChatGPT က prompt ရေးပြီးပါတယ် Okay ကျွန်တော်တို့ဒီမှာစာနည်းလေးပဲကြည့်ရမယ်ပေါ့နော်Okay ကျွန်တော်တို့ဒီမှာ ChatGPT က prompt ထုတ်လာပြီအဲ့ prompt ကိုကျွန်တော်တို့က copy ကူးလိုက်မယ် copy ကူးပြီးတော့ကျွန်တော်တို့က Google Gemini ထဲမှာပုံတော့ထုတ်မှာဖြစ်ပါတယ်Gemini နဲ့ရောက်ပြီဆိုတာနဲ့ create image ကိုကျွန်တော်တန်းရွေးလိုက်မယ်ပြီးတော့ကျွန်တော်တို့ခုနကူလာတဲ့ prompt ကို copy ကူလာတဲ့ prompt ကို paste ချလိုက်ပါတော့ပြီးတော့ကျွန်တော်ထည့်ချင်တဲ့ပုံတွေထည့်မယ်ဗျဆိုတော့ကျွန်တော်တို့ရေစောလူပုံထည့်မယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဒီပုံပဲထည့်လိုက်မယ်ပေါ့နော်ဒီပုံဒါလူပုံထည့်လိုက်ပြီးပြီးကျွန်တော်တို့ design ပုံထည့်ပေးရမယ် design ပုံ okay လူပုံရဲ့ design ပုံရဲ့ကျွန်တော်တို့နှစ်ပုံထည့်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ prompt လည်းရပြီဆိုတော့ကျွန်တော်တို့ဘာမှစဉ်းစားမနေတော့ဘူးဒီခါလေးပုံထုတ်ခိုင်းလိုက်မယ်ပေါ့နော် Google Gemini ကိုဆိုတော့ကျွန်တော်တို့ခဏစောင့်ကြည့်လိုက်အောင် Okay ပါကျွန်တော်တို့ဒီမှာကျွန်တော် prompt ထုတ်ခိုင်းလိုက်တဲ့ပုံရထားလာပြီပေါ့နော်ဒီမှာ Okay ကျွန်တော်ဒီမှာ ChatGPT လို့ပို့ပါတယ် Gemini လို့ပို့ Photoshop လို့ပို့ပါတယ်ဒီမှာ ChatGPT Google Gemini Photoshop တော့ပြီး social media design ဖန်တီးခြင်းပဲ social media design ဖန်တီးခြင်းပဲပေါ့နော်ဆိုတော့တော်တော်လေးအဆင်ပြေပါတယ်ဆိုတော့ကျွန်တော်ဒါပဲတုံးလိုက်ရမယ်ပြင်တော့ပေါ့နော်